ကိုယ်တိုင်းဝန်ကိုတော်နေတယ်မှာသူကအများလေးစားလို့တဲ့ဩဇာအားနာကြည့်မယ်ကိုယ့်ရဲ့လုံးဝကန်စွမ်းရည်တတ်တဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်အောင်လုပ်နေရတယ်အဲ့ဒါတကူဆိုတာပဲဒီလောကမှာနေစုမှုလည်းအဲ့ဒီ၅မျိုးတစ်မျိုးမျိုးတော့ရအောင်လုပ်နေရမှာတဲ့တစ်မျိုးမှမရဘဲနဲ့ဒီရက်တည်းပုံသွားမယ်ဆိုတော့ရှုံးနေနာတရပုံသွားမယ်တတိကြီးသွားမယ်ဆိုရင်အဲ့ရှုံးနေတဲ့အိမ်ဝမ်းလေးကိုကောင်းတယ်အဲ့တော့ကုသိုလ်ရမယ်ဆိုတာကုသိုလ်ရဖို့မခက်ဘူးဗျာကုသိုလ်ရခြင်းနဲ့စိတ်ပေါက်ပြီးတော့ခက်တာဟုတ်လားဒီအခုဝေးပြီးဆုံးကတ်မယ်ဆိုဘယ်လိုလုပ်စိတ်ကူးပေါ့ဘယ်လိုစိတ်ကူးရတာလဲလို့ပြောပြီးဘယ်လိုလုပ်ဆုံးကတ်ခြင်းနဲ့စိတ်ကဘယ်လိုလုပ်ပေါ်လာတာလဲဟင်အဲ့တော့ဒီနေ့တည်းကမှာတော့အခုစိတ်မနောက်လည်းပဲတန်လေးပေါ်ပေါ်40တောင်မှကတန်လေးပေါ်တော့ကစိတ်မတန်လေးပေါ်ကခံကြတယ်များတယ်လေကနေလေပေါင်းစုံလာစုအဲ့တန်လေးပေါ်နောက်ကိုရက်ွက်ကြည့်ပါအဲ့ရက်ွက်ကြည့်တယ်မှာရက်ွက်ပေါင်း18ရက်ွက်ရှိတယ်ရက်ွက်ပေါင်းဆိုင်သူကကိုယ်တွေဘက်ကလာစုကြတာဒီကနေ့ဆိုလေပေါင်းစုံလာတာဒေသကမရှိတော့အဲ့နေရတာဆိုတော့တလေးမပြောက်ကြပြန်ဆိုင်လို့ကြတယ်ရက်ွက်ကဓမ္မအောင်လေးဆောက်ဒီလောက်ဝဲတွေလို့ဆုံးလုံးလေးတွေထောက်ခါလာဘာလို့လူနဲ့တန်းနာကတော့သူကအားရထောက်ခါလာခဏခဏလာတော့ဘာလို့ကြောက်မှာလဲဘယ်လိုကြောက်မှာလဲဆုံးလုံးလေးတော့မလို့ဒါမျိုးဆုံးလုံးလေးဆိုတာတလားကခါလောင်းပါလေဒါမျိုးဘယ်လိုရှာမှာလဲအဲ့တော့ခံဘယ်လိုစုလာလဲဘာမှဘာချက်မရှိဘူးအဲ့ဒါလူတွေကနောက်တော့ပြီးတော့တလားကိုနှစ်ကြိမ်လောက်လောင်းရတယ်လာလားတစ်ခါလားဆုံးအဆုံးမှဒီ၄၅လောက်လို့ရတယ်ရက်ကိုတည်းဒီဟာလားကြီးလေးခောက်ပြီးတော့တရားနဲ့လိုက်ပြီးခံတယ်အဲ့ဒါနဲ့တော့ညတာမင်းတို့ကအတူတူမရှိရင်မင်းတို့ကျွန်တော်တွေကထိုးရတော့အဲ့တော့အဲ့ဒီတစ်ချိန်တော့မင်းတို့ခိမတရားဝဲလေးလုပ်ကြတရားမှတရားလာဟောမယ်ဒါမျိုးနိုင်ငံတော်တွေကဖြစ်နေတယ်နိုင်ငံတော်တွေကမင်းအဲ့ရတဲ့ဓမ္မကမပြန်ဟောမှာလို့ဘူးမမင်းတရားဟောပြီးရင်မရှိဘူးအဲ့လိုလိုက်ဟောပြီးတာတမျိုးကတော့အဲ့ဒါတော့ဘူးအဲ့လိုစုပြီးခဲ့တာကိုတရားဝဲရတာလည်းပုံထားပြီးခဲ့ဆန်စီဒီပါလည်းပုံထားပြီးခဲ့တာဘောင်းနေတယ်ဒီကြတော့ရက်ွက်တစ်ခုကစံပြဆိုတဲ့ရက်ွက်လာလို့ဒီတရားဝဲပြီးတော့အဲ့လိုကအဲ့လူနိုင်တာဘူးဟာတရားဝဲနာတရားဝဲဆိုလို့ပုံနေဝင်ကြတော့ဘူးဒါပထမတော့ဆောင်းဆောင်ပါလားဒါသမားကိုပထမတော့ခဲ့တယ်ပုံနေမပြည့်ဘူးကြည့်ဘူးပေါ့ပုံနေကတော့ပြည့်မှာနောက်တော့ဘယ်ကတော့ဆောင်းဆောင်တာသူဆိုရဝတ်တာဖြည့်ရတယ်သူမဖြည့်ရအဲ့တော့ရတယ်အဆန်တိုင်းတော့ပါတယ်စီဘုံတော့ပါတယ်ပဲလေးချက်မှုလေးပါတယ်ရတာဘုံတော့တဲ့တော့အခုနားပြီးတယ်အဲ့ဒီကသူချာချာအဲ့တော့သုံးညဟောတာငါနောက်ဆုံးညရှိရနိုင်ငံတော်နှစ်ပါးသူတို့ကတော့ရတယ်ဆိုအဲ့ဒီသူတို့တော်လေးကိုသုံးညလဲလို့ရတယ်နာမည်ကြီးတွေလည်းပြင်လာတယ်ဆိုတော့တော်လေးသူတို့ဆော်ဟောတာအဲ့ဒီတော်ရတယ်ငါးသိန်းကြီးပါလို့ရတယ်ငါးသိန်းမပြည့်ဘူးဘာလို့ဒီသိန်းကိုစတော့တော့ငါနောက်ဆုံးညပြည့်သိန်းကိုငါခုနှစ်သိန်းနဲ့တော့ရတယ်ဒါတော့ကဲအဲ့ဒါဒီလက်ချက်အကြီးတော့ဘုံတော်လေးဥက္ကဋ္ဌမျိုးကလာပြီးစင်ပေါ်တက်ခဲ့တယ်သူ့တခါလေးတွဲပြီးတော့ဒီလိုပြောရတာပြန်ရောက်လာအဲ့ဘုံတော်မျိုးဥက္ကဋ္ဌလည်းတောင်းပြောင်းလိုက်ပြတာအမလို့ဘုချုပ်ကြီးလူသိရစေအောင်နေကြတယ်နေမလိုက်တော့တရားကလေးတော့ဘုရားဝိချာစကားလေးထန်ပြောတယ်။ပြီးတော့၆ဆရာကြီးရှိလို့ဗျာ။ဟာမင်းဘုချုပ်ကြီးကမင်းတရားဟောခဲ့ပြီ။ဒါကိုမင်း၆ဆရာရှိသေးတယ်။အားကြောင့်ပါလို့သူစမ်းတယ်။ဘုန်းကြီးလည်းဒီလိုရက်ွက်တယ်မှာတရားဝဲကိုဟောပြီးဥလူပြထားတာ။အဲ့ဒါတော်များများအဲ့လိုကဘုန်းကြီးလူချင်းသေးပေါ့အောင်လူတွေးတာလို့။သူကဒီအဲ့လိုမရှိတယ်။အဲ့လိုပြန်လူချင်းသေးပေါ့အောင်လူတွေးတာလို့ဟာမင်းကဒီလိုမှလည်းကဲဘာမျိုးကုန်တာကဘာလဲပြောခဲ့တယ်စားရဲတော့ဘုရားတော်ပြုနေတာကဘောထွက်ခံပြီးကြတော့အခုသူပြပါနေဆုံးသွားတော့ဘာနာရင်းနေတာစင်းနဲ့အပ်တာဘုရားတော်ပြုနေတာဒါကြောင့်လည်းပြပါနေဆုံးသွားတော့စင်းနဲ့အပ်တာကိုဘာနာရဲဒါကမောင်းအခုဘက်ကလာတဲ့လူတွေပြပစ္စည်းဒါကမောင်းဘွားဘက်ကပစ္စည်းဒါကမောင်းအားချင်ဘက်ကပါလာတဲ့အဘူးပစ္စည်းဒါကမောင်းပြီးချင်ဘက်ကပါတဲ့ပစ္စည်းစင်းနဲ့ဒါမှမဟုတ်ဒီကနေပါਕੇလက်ထပ်ပါပစ္စည်းဆိုအဲ့လိုဘာသာရေးအစင်းနေရအဲ့ဒါတွေနားတော်ပြီးတော့တွေးတာပဲ
ဘောဘုရားတော်ကအဲ့ဒီသူရဘွားတော့ပါရမီတော်ရင့်နေပြီဉာဏ်နဲ့တော်မြင့်နေဘာဖြတ်လဲစဉ်းစားတယ်ကွာဒီပစ္စည်းတွေရှာတဲ့ပုဂ္ဂိုလ်ရှာသွားတဲ့ပုဂ္ဂိုလ်တွေတယောက်မှမရှိတော့ဘူးပစ္စည်းတွေလည်းကျန်တယ်ဒါမှဖြစ်တဲ့ကိစ္စဘယ်လိုခံရလဲတော့မဖြစ်တဲ့အားတော့အဲ့လိုသိမှန်းတယ်ဒီပစ္စည်းတွေကိုငါတည်ငါတော့ပေါ့သွားတယ်သူကအဲ့လိုတွေးရတယ်သူတွေးတာဒီပစ္စည်းတွေငါတည်ငါတော့ပေါ့သွားတယ်အဲ့တော့ဒီပစ္စည်းတွေကိုကျွန်တော်သွားရတာတန်ရာတင်တဲ့ကပါအောင်လူကြီးနဲ့ဆိုတယ်ဆိုအဲ့တော့ဒီတော့ဘုရားလုပ်ပြီးမှရတယ်ပစ္စည်းလိုက်ကြည့်တယ်ရောမှမရတော့ဘုရားလုပ်ပြီးမှရတယ်အဲ့တော့သူကအဲ့ဒီလူတွေပဲလေကြောင်လာမန္တလေးကိုအခုယူတာဥရာစုတာကဲမရှိစင်းရတာကိုပြောတဲ့ပစ္စည်းလာယူတာဆိုဝတ်တယ်အသုံးဆောင်ပစ္စည်းမှမရလို့ယူပြီးအဲ့လိုပြေးတော့ဒီစကားမျိုးဟောတာရှိတယ်ဟာဒီစကားဆရာတော်ကြီးမဆရာကြီးကဟောတာဒီကအာဝိုင်းနဲ့တန်တယ်ကောင်းတယ်ပြောတာပေါ့အဲ့ဒီတော့အားတဲ့ဥမိရာသတိသားကပစ္စည်းတွေစွန့်ပြတော့လူသူလူသားတွေစေရနာတွေလာယူတယ်လို့လည်းစာထဲပါတာပေါ့မင်းဆိုရတယ်ဘယ်ရင်တွေလာယူတယ်လို့မပါဘူးဆိုတော့အဲ့တော့ဒီလိုပဲသိတဲ့အချိန်ကပြောလို့ရှိရင်ဒီလိုပဲသိတဲ့အချိန်လို့ပါလာဆိုရတော့မင်းဆိုရတယ်အာနာဂတ်မှုတွေလာယူတယ်လို့မပါဘူးတဲ့သူစားထဲမှာတော့လူသူလူသားတွေမရှိစေရနာတွေလာယူတယ်လို့ပါတယ်ဒီလိုကတပိုင်းစားနားထောင်နေတဲ့အိုင်ဒီယာအဲ့တော့သူတွေကဘုရားလောင်းကအဲ့လိုကြီးနေတာဒီလိုဒါကသူကဘုရားလောင်းရဲ့ဖြစ်ပြီးပါရမီလည်းတော်တော်ဓာတ်ခံကောင်းတယ်အဲ့လိုကုသိုလ်ရမယ်လမ်းကောင်းကိုသူကအတွေးရဖြောက်သွားတယ်အဲ့သူနဲ့ဆန့်ကျင်ပဲရှိသေးတယ်ကြာအတွေးမှမှယောနိတော်နဲ့ဒီခါရတာပေါ့အတွေးအဲ့ဒီယောနိတော်နဲ့အာယောနိတော်ကကုသိုလ်နဲ့အကုသိုလ်ပဲယောနိတော်နဲ့ဒီခါရကကုသိုလ်ဖြစ်ဖို့လမ်းကြောင်းနေတာအာယောနိတော်ကကုသိုလ်ပြောအကုသိုလ်ဖြစ်ဖို့လမ်းကြောင်းနေတာဆိုတာအဲ့အတွေးမှကိုကြည့်ကြည့်ခုနကပြောလို့ကုသိုလ်ရဖို့လုံးဝမခဲ့ဘူးမလုံးချင်ပါကုသိုလ်လုံးချင်တဲ့စိတ်လူချင်တဲ့စိတ်ပေါက်ဖို့ခဲ့အဲ့ဒီစိတ်ပေါက်ဖို့ကခုနပြောတဲ့ဒုနိတော်နဲ့ဒီကာလနှလုံးသွင်းမှာဘုရားနာပြီးတဲ့အရှိတယ်ဇာတုတွေတော်ရှိတယ်သုတနာ